ကျမမိတ်ဆွေများလုံးမင်္ဂလာပါရှင်2026အင်္ဂါသားသမီးများအတွက်တနစ်စာကံကြမ္မာများကိုအခုကနေစပြီးတော့လမ်းညွှန်ဟောပြောပေးမှာဖြစ်ပါတယ်ကျမရဲ့ဗီဒီယိုလိုက်ကလေးကိုအင်္ဂါသားသမီးများအစဆုံးလေးကြည့်ရှုပေးပါ2026မှာအင်္ဂါသားသမီးများကအိုးအိမ်နေရာထိုင်ခင်းနဲ့ပတ်သက်တာတွေအိုးပိုင်အိမ်ပိုင်မရှိသေးတဲ့သူတွေအိမ်ဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေဆိုလို့ရှိရင်တော့တေချာပေါက်အိမ်ပိုင်ရရှိတတ်ပါတယ်ဒါကြောင့်အင်္ဂါသားသမီးများအိုးအိမ်နေရာထိုင်ခင်းနဲ့ပတ်သက်တာအလုပ်အကိုင်နဲ့ပတ်သက်တာတွေအရန်ကိုအောင်မြင်တဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်အင်္ဂါသားသမီးများ2026မှာဆိုလို့ရှိရင်လူမှုရေးနဲ့ပတ်သက်တာတွေပိုမိုပြီးတော့လှုပ်ဆောင်ရတတ်ပါတယ်အမှုပညာသမားတွေဆိုလို့ရှိရင်တော့ကိုသွားမဲ့အောင်မြင်မှုလမ်းတွေမှာအတိုက်အခက်အတားဆီးတွေပေါ်ပေါက်လာတတ်ပါတယ်အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်အင်္ဂါသားသမီးများ2026မှာဆိုရင်နိုင်ငံရေးသားနဲ့ပတ်သက်တာတွေအောင်မြင်ပါတယ်နိုင်ငံခြားသွားဖို့ရည်ရွယ်ထားတာတွေနိုင်ငံခြားထွက်ဖို့ပြင်ဆင်နေတာမျိုးတွေเนาะအလဲပတ်ခရီးပဲဖြစ်ဖြစ်သွားကိုသွားရတဲ့နှစ်တစ်နေ့လို့ပြောလို့ရပါတယ်အဲကြောင့်အင်္ဂါသားသမီးများဒီ2026မှာမိမိတို့အနေနဲ့ကရှေ့ဆက်ပြီးတော့တစ်နှစ်ပတ်လုံးကောင်းမွန်မှုအတွက်ကတော့အထူးတတိထားပြီးတော့လှုပ်ဆောင်သွားမယ်ဆိုလို့ရှိရင်အောင်မြင်မှုတွေရရှိတတ်ပါတယ်အဓိကမိမိတို့ရဲ့စိတ်ကိုထိန်းချုပ်နိုင်ရမယ်မိမိတို့ကဒီကာလမှာဆိုလို့ရှိရင်တော့ငွေကြေးနဲ့ပတ်သက်လို့อ่ะเนาะကျမအနေနဲ့ကြိုပြီးတော့အကြံပေးချင်တာကသူများကိုကငွေကြေးရင်းနှီးမြှုပ်နှံလိုက်တာမပြုတ်လို့ပါနဲ့ဟိုဘက်ကနေဘလောက်ပဲသူ့အလုပ်ကောင်းတယ်ပြောเนาะအဆူရှက်ရှယ်ယာတွေထည့်ဝင်တာမျိုးတွေเนาะနောက်တစ်ခုကကြတော့ဟိုဘက်ကနေပြီးတော့ဒီလုပ်ငန်းထဲမှာဘလောက်တော့ထည့်လိုက်ပါလားဒီလောက်ထည့်လိုက်ပါလားเนาะအကျိုးမြတ်ကဘလောက်ရမှာဒါမျိုးတွေစွဲပြင်မဲ့လို့ကိုယ့်ဘက်ကငွေတွေသွားမပေးလိုက်နဲ့အလိန်ခံရတတ်တယ်အဲ့တော့အင်္ဂါသားသမီးများဒီ2026မှာဆိုရင်တော့ငွေကြေးနဲ့ပတ်သက်တာတွေအလိန်ခံရဖို့ရှိပါတယ်အဲ့တော့အထူးဂရုစိုက်ရမယ်ပညာရေးနဲ့ပတ်သက်ရင်အင်္ဂါသားသမီးကစူးစမ်းရင်အောင်မြင်ရဲ့သားနဲ့စိတ်လေလွင့်နေတာမျိုးတွေဖြစ်ပေါ်လာတတ်ပါတယ်ဒါကြောင့်အင်္ဂါသားသမီးများမိမိတို့အိမ်မှာသားသမီးများရှိတယ်ဆိုရင်တော့အထူးကြက်မှတ်ဖို့တော့လိုအပ်ပါတယ်ဒီချိန်ဒီဟိုဘက်ကနေဘလောက်ပဲသူ့အလုပ်ကောင်းတယ်ပြောเนาะအဆူရှက်ရှယ်ယာတွေထည့်ဝင်တာမျိုးတွေเนาะနောက်တစ်ခုကကြတော့ဟိုဘက်ကနေပြီးတော့ဒီလုပ်ငန်းထဲမှာဘလောက်တော့ထည့်လိုက်ပါလားဒီလောက်ထည့်လိုက်ပါလားเนาะအကျိုးမြတ်ကဘလောက်ရမှာဒါမျိုးတွေစွဲပြင်မဲ့လို့ကိုယ့်ဘက်ကငွေတွေသွားမပေးလိုက်နဲ့အလိန်ခံရတတ်တယ်အဲ့တော့အင်္ဂါသားသမီးများဒီ2026မှာဆိုရင်တော့ငွေကြေးနဲ့ပတ်သက်တာတွေအလိန်ခံရဖို့ရှိပါတယ်အဲ့တော့အထူးဂရုစိုက်ရမယ်ပညာရေးနဲ့ပတ်သက်ရင်အင်္ဂါသားသမီးကစူးစမ်းရင်အောင်မြင်ရဲ့သားနဲ့စိတ်လေလွင့်နေတာမျိုးတွေဖြစ်ပေါ်လာတတ်ပါတယ်ဒါကြောင့်အင်္ဂါသားသမီးများမိမိတို့အိမ်မှာသားသမီးများရှိတယ်ဆိုရင်တော့အထူးကြက်မှတ်ဖို့တော့လိုအပ်ပါတယ်ဒီချိန်ဒီကာလမှာအပေါင်းအသင်းမှားတတ်ပါတယ်အင်္ဂါတနင်္လာကြာသပတေးပုဒ်တော်ဘူးဒီနှစ်တွင်ထဲမှာတော့2026ကာလမှာတော့စက်သူစီးပွားလုပ်တာတွေအထူးဂရုစိုက်ရမယ်ပေါ့နော်ဒီလိုမိတ်ဆွေပေါင်းသင်းတွေနဲ့ပတ်သက်ပြီးတော့မှရန်အတိုက်ခံအပြူတဘောမျိုးတွေနော်ကိုနဲ့စကားများရတာမျိုးတွေစိတ်ဝမ်းကွဲစရာတွေကြုံရတတ်ပါတယ်မိသားစုထဲမှာရှိတယ်ဆိုလို့ရှိရင်လည်းသူတို့နဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရတတ်တယ်စိတ်တော့ကရောက်ရတတ်ပါတယ်အဲ့တော့အင်္ဂါသားသမီးများပြောရမယ်ဆိုလို့ရှိရင်ကျမတို့ဒီပေါ့အသက်ပိုင်းခြားပေါ့နော်အသက်ပိုင်းခြား29အင်္ဂါသားသမီးများ35အင်္ဂါသားသမီးများ36အင်္ဂါသားသမီးများ39အင်္ဂါသားသမီးများ49အင်္ဂါသားသမီးများနဲ့55အင်္ဂါသားသမီးများအထူးဂရုစိုက်ပြီးပါဘာဖြစ်လို့လဲဆိုရင်ဒီအသက်ပိုင်းခြားတွေကဘုံမိနဲ့ထက်ဖြစ်နေတတ်လို့ပါဒါကြောင့်မိမိတို့မှာအသက်အန္တရာယ်ပတ်သက်တာတွေကြုံတွေ့နိုင်ပါတယ်အမှုအခင်းတွေဖြစ်လွယ်တတ်ပါတယ်ကျန်းမာရေးတွေချို့တဲ့နိုင်ပါတယ်ပြဿနာအရှုပ်အထွေးတွေဖြစ်ပေါ်လာတတ်ပါတယ်နောက်တစ်ခုကအမွေကိစ္စတွေပေါ်ပေါက်လာတတ်ပါတယ်အိုးအိမ်ချမ်းမြေ
ကိုလက်ဝဲပိုင်ဆိုင်ရပြီးတော့မှပျက်စီးဆုံးရှုံးသွားတတ်ပါတယ်အခုပြောတဲ့အသက်ပိုင်းခြားမှာအင်္ဂါသားသမီးများဘာသာရေးပို့ပြီးတော့ပြုလုပ်ပေးရမှာဖြစ်ပါတယ်ဘာသာရေးကအဓိကလုပ်ပေးပါအမှုဖြစ်မဲ့အရေးကိုရှောင်ပါမိမိတို့အနေနဲ့ဒီသက်ပိုင်းခြားမှာအမွေရရင်တော့မှမယူပါသေးနဲ့အောင်ကျမအနေနဲ့အကြံပေးချင်ပါတယ်အဲ့တော့အသက်အနေနဲ့ပတ်သက်တဲ့နေရာမျိုးတွေမှာမသွားပါနဲ့နော်ရေကူးတာတွေရေလန်းတွေလုံးဝမသွားပါနဲ့နောက်တစ်ခုကကြတော့ဒီကာလမှာ၅ပါးသီလကိုလုံအောင်စောင့်ထိန်ရမယ်ကံ၅ပါးကိုလုံအောင်စောင့်ထိန်ရမယ်နှစ်တစ်နှစ်လဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်တော့အခုနကျမပြောတယ်29 35 36 39 40 55အဲ့အသက်ပိုင်းမှာရှိနေတဲ့အင်္ဂါသားသမီးများအခုနကျမပြောတဲ့အချက်လက်တွေမှာတစ်ခုမဟုတ်တစ်ခုကြုံတွေ့နိုင်ပါတယ်။မိမိတို့ရဲ့နာမည်ဂုဏ်သတင်းတွေအဆက်တကွဲအကျိုးနဲ့တွေဖြစ်ပေါ်လာတတ်ပါနောက်ဆုံးအိမ်အောင်ရှိသူအမျိုးသားဆိုရင်တော့အိမ်အောင်ရေးဖောက်ပြန်မှုတွေကြုံတွေ့နိုင်ပါတယ်အမျိုးသမီးအနှောက်အယှက်တွေဖြစ်ပေါ်လာတတ်ပါတယ်ဒါကြောင့်ဒီအသက်ပိုင်းခြားမှာကိုကဘာသာရေးကိုပို့ပြီးတော့လှုပ်ဆောင်ပေးရမှာဖြစ်ပါတယ်အဲ့တော့အင်္ဂါသားသမီးများဆိုရင်တော့အကုန်လုံးမဆိုလို့เนาะကျွန်မအခုနပြောတဲ့အသက်ပိုင်းခြားလေးကိုပဲရောက်ရှိနေတဲ့အင်္ဂါသားသမီးများပို့ပြီးတတိထားဖို့ပြောတာပါအင်္ဂါသားသမီးများဆိုလို့ရှိရင်မိမိတို့အနေနဲ့ကဒီနှစ်ပိုင်းလေးမှာ2026ဆိုတဲ့နှစ်ပိုင်းလေးမှာတော့အထူးဂရုစိုက်ပြီးတော့အဲ့တော့အင်္ဂါသားသမီးများဒီ2026ဆိုတာစီးပွားရေးတွေကောင်းမွန်လာမယ်တိုးတက်လာမယ်အိမ်အောင်ရေးတွေပိုပြီးတော့ကောင်းလာမယ်အခြေရေးတွေမှာလည်းပိုကောင်းလာမယ်အိမ်အောင်မရှိသူလို့ဆိုရင်အိမ်အောင်ကြတတ်တယ်သားသမီးမရှိသူဆိုရင်သားသမီးယေတနာတွေဝင်လာတတ်ပါတယ်အဲ့တော့မိမိတို့အနေနဲ့ကအခုနပြောတဲ့အသက်ပိုင်းခြားကိုရောက်ရှိနေတဲ့အင်္ဂါသားများဆိုရင်တော့ပို့ပြီးတော့ဂရုစိုက်ပေးပါငွေကြေးကံကတော့ညံပါတယ်ပညာရေးကံနည်းနည်းညံပါတယ်ပို့ပြီးတော့ကြိုးစားရမယ်လူမှုရေးကိစ္စတွေဝင်မပါပါနဲ့အမှုဖြစ်မဲ့အတိုက်ခံအပြူသဘောမျိုးတွေရှောင်ပေးရမှာဖြစ်ပါတယ်เนาะဒီကာလလေးမှာတော့အင်္ဂါသားသမီးများဆိုလို့ရှိရင်ကျမ်းမာရေးအထူးဂရုစိုက်ဖို့လိုအပ်ပါတယ်ကျမ်းမာရေးညံ့တတ်ပါတယ်เนาะနောက်တစ်ခုနေကပြဿနာတွေဖြစ်ပေါ်လာတဲ့အခါမှာထိတ်တက်ရင်ဆိုင်ရတာမျိုးတွေကိုကစပြီးတော့ရန်စလာတာမျိုးတွေကအမှုဖြစ်ရင်တော့ကြာတတ်တဲ့အပေါ်မှာရှိပါတယ်အဲ့တော့သွားကြိုက်တာတွေသွားနာတာတွေပို့ပြီးတော့ဖြစ်တတ်ပါတယ်ဒီကာလလေးမှာအင်္ဂါသားသမီးများဒီ2026မှာဘာသာရေးတာလုပ်မယ်ဖျားဘူးခရီးတွေသွားမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝကိုယ့်ရဲ့လုပ်ငန်းကိုယ့်ရဲ့စီးပွားရေးအပြောင်းလဲတစ်ခုလိုမျိုးပြောင်းလဲသွားတတ်ပါတယ်အဲ့တော့စီးပွားတိုးတက်မဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်ဒီနှစ်ကကိုယ့်ရဲ့ကံစားတာအရန်ကောင်းတယ်လို့တော့မဆိုဘူးအရန်ညံ့တယ်လို့လည်းမပြောဘူးကောင်းတဲ့ဟာလေးတွေကကောင်းတယ်ညံ့တဲ့ဟာလေးတွေကညံ့တယ်ဒါကြောင့်ဒီနှစ်မှာကိုကတစ်ပတ်ကိုတစ်ကြိမ်လောက်ပဲဖြစ်ဖြစ်တစ်လကိုတစ်ကြိမ်လောက်ပဲဖြစ်ဖြစ်ဇီရီတစုစုကိုတွားပြီးတော့ကိုအားတန်နဲ့ပြုလုပ်နေတဲ့ဒိဋ္ဌံတစ်ခုခုကိုဝင်ရောက်တာမျိုးတွေပြုလုပ်ပေးရမှာဖြစ်ပါတယ်။ဒါကြောင့်အင်္ဂါသားများစနေနေ့မနက်10:00 နာရီမှာဓမ္မောက်တစ်ထုပ်ဝယ်ပြီးတော့စွန့်ခံကြွားတဲ့ဘုန်းကြီးကိုလောင်းလူပေးပါ။မိမိတို့အနေနဲ့ကဒီကာလလေးမှာကိုယ့်ရဲ့အိမ်ရှိမျက်နှာစာမှာအာတုပအိမ်ပေါ်လာပြီဆိုရင်တော့ထီပြေးထိုးပါ9ထိပ်စီ9ကနန်းပါတဲ့ကနန်းကိုများလေးထိုးပေးရမှာဖြစ်ပါတယ်။ထီပေါက်တတ်ပါတယ်။ဒီပေါက်ခင်းလည်းတေချာပေါက်ရှိပါတယ်။ဒါကြောင့်ဒီ2026နှစ်မှာအင်္ဂါသားသမီးများအတွက်အကောင်းဆုံးအဆောင်အနေနဲ့မိမိတို့ကိုးကွယ်မယ်ဆိုလို့ရှိရင်တော့သီးသားနဲ့ရှင်သေဝလိရုပ်ထုလေးထူပြီးတော့ပူဇော်ကိုးကွယ်ပါစောင်းထားလို့လည်းရပါတယ်အိတ်ဆောင်တဘောမျိုးလေးစောင်းထားရှင်သေဝလိကာတာရွတ်ဖက်ပူဇော်ပြီးမယ်ဆိုရင်တော့ဒီနှစ်မှာအင်္ဂါသားသမီးမြေကံကောင်းသွားမှာဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ကမိမိတို့မှာအိမ်မှာအောင်အိုးအမြဲမပြတ်ထိုးပေးထားမှာဖြစ်ပါတယ်အဲ့တော့တပြေ22ညွတ်เนาะတပြေ22ညွတ်ကိုအမြဲမပြတ်မနှောပါနဲ့တစ်နှစ်ပတ်လုံးလေးထိုးပေးပါတစ်လတစ်ကြိမ်ဆုံးခံကြတဲ့ဆရာတော်ဘုန်းကြီးများကိုဓမ္မောက်ဆုံးလေးလောင်းလုပ်ပေးပါဒီကာလမှာဆိုရင်ဒီ2026မှာဆိုရင်အင်္ဂါသားသမီးများကတော့
ကုန်တဲ့အလုပ်တွေအကျိုးပေးပါတယ်အုပ်ချုပ်မှုလုပ်ငန်းတွေတိုးတက်လာမယ်နောက်တစ်ခုအနေနဲ့ကကြတော့သူတို့ကစိတ်တက်တွေစိတ်ဆက်လာမယ်စိတ်တက်တွေပြင်းပြလာမယ်နောက်တစ်ခုကတိခန့်စိတ်တွေလည်းနည်းလာမယ်ပေါ့နော်ဒီ2026မှာဆိုလို့ရှိရင်အင်္ဂါသားသမီးများတန်နာတို့နီလာတို့အဆောင်ဖြစ်ဝစ်စင်မယ်ဆိုလို့ရှိရင်တော့မိမိတို့ရဲ့လုပ်ငန်းတွေအကျိုးကျေးဇူးတွေများစွာအထောက်ပံ့ကောင်းတွေရရှိသွားမှာဖြစ်ပါတယ်မိမိတဘောတိုင်းပဲစိတ်ရှိတိုင်းပေါ့နော်မိမိတဘောတိုင်းပဲလှုပ်ဆောင်ဆောင်ရွက်မယ်ဆုံးဖြတ်မယ်ဆိုရင်တော့အမားတွေပါတတ်ပါဒီ2026မှာအင်္ဂါသားသမီးများဆရာသမားတို့ပုံကုမျိုးတွေနဲ့တဘောထားကွဲလွဲတတ်ပါတယ်မိဘအမွေပြက်ဆုံးလွတ်တာမျိုးတွေကြုံရတတ်ပါတယ်အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်အဲ့တော့တလတစ်ချိန်ဒိဋ္ဌံလေးဝင်ပေးပြီးတော့မှဗုဒ္ဓနဲ့ပတိစိတ်ပေးရင်လည်းကောင်းပါတယ်ဒါပေမဲ့လို့အင်္ဂါသားသမီးများအုပ်ချုပ်မှုလုပ်ငန်းတွေမှာထိတ်ဆုံးထိရောက်ရှိတတ်ပါတယ်အမှုပညာသမားတွေလည်းအောင်မြင်တတ်ပါတယ်ဒါကြောင့်အင်္ဂါသားသမီးများဒီနှစ်မှာတော့အထူးဂရုစိုက်ပြီးတော့ဒါဖြတ်တန်းပေးပါကျွန်မပြောတဲ့ရန်ရာလေးတွေကိုတေချာလေးပြုလုပ်ပေးပါအဆောင်တွေကိုလည်းတေချာလေးလုပ်ပြီးတော့ဆောင်ပါအဲ့ဒါဆိုရင်တော့အကျိုးကျေးဇူးတွေများစွာထောက်ပံ့ကောင်းတွေရရှိသွားမှာဖြစ်ပါတယ်အင်္ဂါသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းတွေပြည့်စုံပါစေစိတ်သွားတိုင်းကိုယ်ပါလူရဆန္ဒတွေပြေဝနိုင်ကြပါစေရှင်